coffee machine stem one နဲ့ grinder တွေအိမ်မှာမဝယ်ထားဘဲနဲ့အလွယ်တကူလက်တည်းကျန်လို့ရတဲ့အနေလေးဒီနေ့တင်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒါတော့ gram scale ဖြစ်ပါတယ်ဒါလေးကတော့ down ounce ကပါဒါလေးကတော့ pitcher ပါ mid pitcher ပါလက်တည်းဆွဲရင်သုံးတာပါဒါကတော့ filter ပါ coffee powder နဲ့ရေနွေးနဲ့တိုက်ရိုက် drip လုပ်လို့ရတယ်ပါဒါကတော့ mix form ပါ stem one မပါဘဲနဲ့ dry form ဝက် form ရိုက်ဖို့အတွက်အနည်းဆက်ဆုံးရိုက်ဖို့အတွက်ဆိုရင်ဒီ mix form မှာအရေးကြီးပါတယ်ခင်ဗျာအိမ်မှာ grinder မရှိတဲ့အတွက်7ကဝယ်လို့ရတဲ့ဒီ Nescafe coffee powder ကိုပဲသုံးပြီးကျွန်တော် filter တစ်စင် drip ချပါမယ် coffee powder ထည့်ပါမယ်ရေနွေးထည့်ပါမယ် ristretto အတွက်စက္ကန့်20 espresso အတွက်ဆိုရင်စက္ကန့်20ကျော်25-30စက္ကန့်လောက်ထိချပါမယ်နောက်ပြီးရင်တော့ mix foam ရိုက်ပါမယ်ဒီ foam ရိုက်တာအရေးကြီးဆုံးဖြစ်ပါတယ်ရိုက်တဲ့အခါမှာ nano AA ကိုပဲသုံးပြီးအချက်20-25ချက်လောက်ပဲရိုက်ရင်ရပါပြီပြီးရင်အပေါ်က dry foam အနှစ်တွေကိုခွက်တစ်ခွက်ထဲမှာဖယ်ပါမယ်အောက်ကအနှစ်ကိုပဲသုံးပါမယ်ရိုက်ထားတဲ့ mix foam တွေကိုပစ်ချတွေကိုထည့်ပါမယ်လက်တည်းကစပြီးဆွဲပါပြီရိုက်ထားတဲ့ phone နဲ့ coffee drip ပေါ်မူတည်ပြီးပုံပေါ်တာဖြစ်ပါတယ်ကျွန်တော်ဆွဲရတာသိမှာပါဘူးဒါလေးတွေကတော့တင်တန်းတက်တုံးကကျွန်တော်ကိုယ်တိုင်ဆွဲထားတဲ့လက်တည်းကပုံလေးတွေဖြစ်ပါတယ်ကျွန်တော်ဒီတလောက်ပြန်ပြီးမျှဝေပေးခြင်းဖြစ်ပါတယ်အဆုံးထိကြည့်ပေးတာကျေးဇူးပါခင်ဗျာ